မှန်တဲ့ကကို့ပုံရိပ်ကိုကြည့်လိုက်တဲ့အခါအားမလို့အမရဖြစ်မိတဲ့အချိန်တွေရှိဘူးမှာပါတခါတလေကြရင်လောကကြီးရဲ့ဝန်ထုတ်ဝန်ပိုးတွေအားလုံးကိုပကုံးပေါ်မှာပဲရှိနေတယ်လို့မျိုးခံစားရပြီးကိုအပြစ်တင်မိတာမျိုးပေါ့ဒါပေမဲ့မင်းမထားပါနဲ့ကိုဟာဆက်ရုပ်တရုပ်မဟုတ်တယ်လို့အရာရာကိုပြည့်ပြည့်စုံအောင်လှုပ်ဆောင်ပေးရမယ်စူပါဟီးရိုးလည်းမဟုတ်ပါဘူးကိုရဲ့အမားတွေကိုရဲ့ကြာရှုံးမှုတွေဆိုတာကိုရဲ့အားနည်းချက်တွေမဟုတ်ပါဘူးဒါတွေဟာကိုဘဝအတွက်အဖို့တန်တဲ့သင်ခန်းစာတွေနောက်တလန်းကိုပုံမခိုင်မာစွာလှမ်းနိုင်ဖို့လမ်းပြပေးနေတဲ့အမှတ်တရတွေသာဖြစ်ပါတယ်တကယ်တော့ကိုဟာလောကကြီးအတွက်တန်ဖိုးရှိတဲ့လူသားတစ်ယောက်ပါပြည့်ပြည့်စုံမှမိမိကိုချစ်ရမယ်ဆိုတဲ့စီးမြင်ကိုဖျက်ပစ်လိုက်ပါအခုလက်ရှိအခြေအနေမှာတင်ကိုဟာလုံလောက်တဲ့သူအလွန်အကျွံကောင်းမွန်တဲ့သူတစ်ယောက်ဖြစ်နေတာကိုဘာသာအတိအမှန်ပြုပေးလိုက်ပါမနေ့ပြန်တွေအတွက်စိုးရင်စိတ်နဲ့ကိုညှင်းပန်းမနေပါနဲ့တော့အမားလုံးမိရင်လည်းခွင့်လွှတ်ပေးလိုက်ပါကြာရှုံးရင်လည်းကိုဖက်ထားပေးလိုက်ပါဘာဖြစ်လို့လဲဆိုတော့လောကကြီးမှာကိုအကောင်းဆုံးနားလည်ပေးနိုင်သူကိုအချစ်ဆုံးဖြစ်တဲ့သူကကိုယ်တိုင်ပဲဖြစ်နေလို့ပါဒီနေ့ကစပြီးကိုအပြစ်တင်မဲ့အစားအားပေးစကားလေးတွေပြောပေးကြည့်ပါဦးနော်ကိုဟာအမြဲတမ်းတောက်ပနေတဲ့သူတစ်ယောက်ဖြစ်တယ်ဆိုတာကိုမမေ့ပါနဲ့